ကျွန်တော်ရဲ့နာမည်ကကိုစင်စောပါကျွန်တော်ရဲ့လုပ်ငန်းတော့ရေသန့်လုပ်ငန်းလုပ်ကိုင်ပါတယ်ကျွန်တော်ကရန်ကုန်တိုင်းလှိုင်သာမြို့နေရပါကျွန်တော်အခုလက်ရှိအသုံးပြုနေတဲ့တောင်ပန်းသုံးမင်းကိုကျွန်တော်ဝယ်ယူတာတစ်နှစ်နဲ့2လလောက်ရှိပါပြီခင်ဗျကျွန်တော်ဝယ်ယူခဲ့တော့တောင်ပန်းသုံးမင်းကိုကျွန်တော်က Good Brother နေပြီးဝယ်ခဲ့တယ်ပေါ့နော်ကျွန်တော်အခုဝယ်ယူရတဲ့တောင်ပန်းသုံးမင်းကိုတစ်နှစ်တော့အတွင်းမှာတော့အကြီးသားပြင်ဆင်ထားတာတော့မရှိပါဘူးခင်ဗျတောင်ပန်းသုံးမင်းနဲ့ပတ်သက်ပြီးအကြံပြုချင်တာဆိုတာလည်းကျွန်တော်အကြံပေးချင်တာပေါ့နော်အကြံပေးချင်တာကျွန်တော်တောင်ပန်းသုံးမင်းရကြတော့ကျွန်တော်ကအခုသာစီသားတက်တာတဲ့ကိုပြင်ဆင်ပြည့်ချချက်နေတယ်ပေါ့နော်ကားလေးတွေတက်စားလို့ရှိရင်နောက်တစ်ခုကကားလေးတစ်စီးသားလောက်ကောင်းမွန်ခိုင်းလို့ရတယ်ဆိုတော့ကျွန်တော်ကဒီတောင်ပန်းသုံးမင်းဝယ်ဖို့အတွက်ကိုအကြံပြုချင်တယ်ပေါ့နော်ဒီတောင်ပန်းသုံးမင်းမှာလီဖန်အင်ဂျင်စစ်ကိုအသုံးပြုထားတဲ့အတွက်လုပ်ငန်းမှာအကြံပရန်ခိုင်းနေသူတွေတဲ့အတွက်ကိုအသုံးပြုဖို့အကြံပြုချင်ပါတယ်